ကိုစောတတိမဲ့ channel ကိုစင်မြတ်ဆောင်မျိုးအားပေးနာဆင်နေကြတဲ့ကြားတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဟုတ်ကဲ့ပရိသတ်တွေအတွက်ဒီ channel လေးကနေပြည့်မပရလောကဇလံကောင်းများပြည့်ဝစတဲ့ကံပြရဇလံကောင်းများစွာကိုတင်ဆက်ပေးနေရရှိပါရယ်အဲ့တော့ဒီတစ်ခေါက်မှလည်းပရိသတ်တွေနာဆင်ဖို့အတွက်ထူးဆန်းသောပကြီးကားလို့အမည်ရတဲ့စိတ်ဝင်စားဖွယ်ရာပရလောကဇလံတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးနဲ့အားပေးခဲ့ဖို့တောင်းဆိုပါရစေဇလံတွေတင်ဆက်တိုင်းမှာသိရှိနိုင်အောင်လို့လည်းဘေးနား notification လေးကိုနှိပ်ပြီးတော့အားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဇလံလေးကိုစလိုက်အောင်ခင်ဗျဗိုလ်ချုပ်ဈေးထဲမှာရှိတဲ့ပကြီးပြကန်းလေးကိုဝင်ရောက်လိုက်တာနဲ့မေသူရဲ့စိတ်ကိုပြကန်းထဲမှာရှိတဲ့ပကြီးလက်ရာများကဖန်ဆာထားကြတယ်ပကြီးလက်ရာများကလည်းမေသူရဲ့စိတ်တို့တိမ်ညွှန်းရသည်ကိုအပြစ်ဆိုပွဲရမရှိလောက်အောင်အမှုပညာလက်ရာမြောက်ပြီးဆွဲဆောင်မှုကောင်းနေတယ်ဒီအယောင်ပြကန်းကပကြီးလက်ရာများကအတော်စုံလင်လာတယ်စီစေးပကြီးရေစေးပကြီးစတဲ့ဆေးမျိုးစုံနဲ့ရောင်စုံချဲမုံထားကြသည်ကိုဝင်လိုက်တာနဲ့တွေ့ရမှာဖြစ်ပါတယ်ပကြီးများကအလင်းအမောင်ကာလာရောင်စုံနဲ့ president အနည်းအဝေးချိန်ထားသည်များကလည်းလာရောက်ညှိထွေးမှုရှိပြီးတော့အားလုံးလိုလိုကောင်းမွန်နေကြတယ်မေသူရဲ့ခြေလမ်းတို့ပြကန်းရဲ့တနေရာအရောက်မှာရပ်တန့်သွားကြတယ်သမင်ပြိုမာလေးလိုမျက်တောင်ကော့ကြီးများနဲ့ရှွန်းလဲလှပနေတဲ့မျက်ဝန်းအစုံတို့နဲ့မင်းသက်ငိမ့်မောနေမိအเจ้าမှာအခန်းတောင်တနေရာမှာပကြီးဆရာကြီးတူရေးဆွဲထားတဲ့ပကြီးကားတွေကမိမလာလေးတူရဲ့ကိုယ်တစ်ပိုင်းပုံဟာမိမိယူပကားနဲ့လွန်စွာဆင်တူနေတာကြောင့်ဖြစ်ပါတယ်ပကြီးကားတွေကမိမပြောဟာလဲမိမိလိုပင်ခါလေကန်အထီကိုရှေလျာနဲ့မောင်နေတဲ့ပဒုံးရောင်ဆန်ကေးတာရှေကော့ကော့နဲ့ကော့ညုတ်ပြီးတော့ရှွန်းလဲတောက်ပနေကြတဲ့မျက်ဝန်းအစုံနဲ့ပြီးတော့မိမိလိုပင်မျက်ခုံးဤကောင်းခြင်းနှာတန်ပေါ်ခြင်းနဲ့နှင်းစီဖုံးပုံတဲ့နှက်ခမ်းနှလွားကလည်းတထေရတဲ့ဆင်တူနေကြတယ်ဒါကြောင့်မေသူရဲ့အနီးမှာရှိတဲ့အဆောင်ဦးလေးကြီးကိုဦးလေးကြီးဒီပကြီးကားကလေရောင်းဖို့ပြထားတဲ့ပကြီးကားတော့ဟုတ်လားဟုတ်ပါတယ်ကလေးမဈေးနှုန်းကရောသူကဂန်တဝင်လက်ရဆိုတော့ဈေးတော့နည်းနည်းမြင့်နိုင်မယ်ဒီနေရာမှာသို့မဟုတ်မေသူနေရာမှာတခြားသူတဦးဆိုလို့ရှိရင်တခြားပကြီးကားများထက်ဈေးမြင့်တဲ့ဒီပကြီးကားကိုဝယ်မယ်မဝယ်မယ်ဆိုဒီမှာမသေးကြပါမဲ့လေမိမိလို beauty salon ဆိုင်ခွဲများစွာပိုင်ဆိုင်ထားတဲ့ဘောစီမမတယောက်အနေနဲ့တော့တွေ့ဝေဒွိဟဖြစ်နေမှာမဟုတ်ပါအဲ့ဒီပကြီးကားကိုစမြင်ကြတဲ့ကဝယ်ယူဖို့ရာဂိုင်နှုန်းအပြစ်အသင့်ဖြစ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်လဲမေသူကဈေးပင်မစစ်တော့ပဲကဲပါအဲ့ဒီပကြီးကားပဲထည့်လိုက်ပါအဲ့နောက်ပကြီးကားထည့်ထားတဲ့အိတ်ကိုမျက်နှိုးစွာနဲ့ရင်ဝဲပိုက်ထားရင်ကြံလက်တစ်ဖက်မှာ beauty salon ဆိုင်အတွက်လိုအပ်တဲ့အလှပြင်ပစ္စည်းများထည့်ထားတဲ့အိတ်နဲ့ fashion အဝတ်စားတို့ကိုထည့်ထားတဲ့အိတ်တို့ကိုပူပြီးကင်ထားရင်းနဲ့လမ်းတစ်ဖက်မှာခက်တရန်နာထားတဲ့အနီရောင်စလုံးကားလေးရှိရာကိုအနီရောင်တောင်းမြက်ဖက်နှက်လေးစီထားတဲ့သူမကကြောရွာလေးနဲ့လမ်းကိုမီးပွိုင်းကနေဖြတ်ကူးလိုက်တယ်ထို့စဉ်တွင်ရုပ်ရှင်ရုံနဲ့ရူဘီမတ်ရှိရာဘက်ကိုမျက်နှာမူ၍ထားကြတဲ့ကားမီးပွိုင်းကနေမီးစိမ်းပြနေပြီဖြစ်၍ကားများစတင်မောင်းနေလာကြပြီဖြစ်ပါတယ်အဲဒီခါမှာပစ္စည်းရများစွာနဲ့မေသူကလမ်းတစ်ဖက်ကိုအလင်းစလိုကူးလိုက်တဲ့အခါမှာ6လက်မအမြင့်ရှိတဲ့တောင်မြန်ဖက်နှက်ကြောင့်ခြေခောက်သွားပြီးညာဘက်လက်နဲ့ပွေ့ပိုက်ထားတဲ့ပကြီးကားမှာဟန်ချက်ပြက်ကရှော့ကြပြီးတော့လမ်းမထက်ကိုအရှိန်ပြင်းစွာကြားရောက်သွားပါတယ်ဟဲအိုးငါတန်ဖိုးထားတဲ့ပစ္စည်းမှပြုတ်ကြရတယ်လို့ပကြီးကားလေးတော့ပျက်စီးသွားပြီလားမသိပါဘူးဆိုတဲ့အတွေးနဲ့အတူလမ်းအလဲတဲကမြင်းကိုကြော်ပြီးတော့လမ်းတစ်ဖက်စီကိုကျသွားတဲ့ပကြီးကားကိုစိုးရင်စိမ့်နဲ့ကုန်းကောက်လိုက်မိတဲ့မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းအချိန်တစ်ခဏမှာတတိမမူကူမမြင်ဆိုတဲ့စကားလိုမိပွိုင်းလွှတ်လိုက်၍လာနေပြီဖြစ်တယ်တစ်ဖက်ကကားကိုလည်းအာယုံထဲမှာမမြင်တော့သူမနားထဲမှာနောက်ဆုံးကြားလိုက်ရတဲ့တပွန်းအတန်များမှာတစ်ဖက်ကအရှိန်ပြင်းစွာနဲ့မောင်းနေလာကြတဲ့တက္ကစီကားပေါ်ကထိတ်လန့်စွာနဲ့အော်ဟစ်တန်များငရဲပွဲတယ်လို့စူညံပွဲလောရိုက်သွားတဲ့တည်င်းကဟာဘရိမမီတော့အာအရှိန်ပြင်းစွာနဲ့လူကိုတိုက်မိသွားတဲ့အရှိန်ကြောင့်လက်ထဲကပကြီးကားမှာလေထဲကိုမြောက်တက်သွားပြီးလမ်းပြပလက်ဖောင်းထက်ကိုလွင့်ဆင်ပြီးကျသွားတယ်အဲဒီနောက်အနိဘဝန်းကျင်မှာရှိတဲ့လူတချို့ထံကအော်ဟစ်တန်များဟာလုံးကြပါအောင်မိန်းကလေးတယောက်ကိုကားတိုက်မိသွားပြီအမလေးသွေးတွေကိုရဲနေရပဲအဲ့ဒီကားနံပါတ်ကိုမှတ်ထား
မောင်မပြေးစင်နဲ့အဲ့ဒီချိန်မှာပလက်ဖောင်းထမ်းမှာလဲလျောင်အိတ်ဆက်နေတဲ့ပကြီးကားလေးမှာတော့သခင်မဲလေးရဲ့နေရဲထွေးနေတဲ့သွေးဆံများစွန့်ထင်းပေးကြနေတယ်ဒီပကြီးကားလေးဟာသမီးသက်ရှိထင်ရှားရှိတုန်းကသူ့အရန်ကိုနှစ်သက်မြတ်နိုးခဲ့တဲ့ပကြီးကားလေးပါသူနောက်ဆုံး accident ဖြစ်ပြီးသေဆုံးသွားရတာလေဒီပကြီးကားလေးကြောင့်ပဲလို့ပြောရမှာပါပဲခင်ဗျာမိသူရဲ့ဖခင်ဖြစ်သူဦးရဲစော်ကသမီးရဲ့ဇာပနာပွဲစီကိုရောက်လာကြကုန်တဲ့အဲပရိသတ်မိတ်ဆွေချို့ကိုဆွေဆွေမြင်းမြင်းနဲ့ပြန်လေပြောပြနေခြင်းဖြစ်ပါတယ်အေးဗျာသတင်းကြားချင်းကိုနာကိုတော့မယုံပါဘူးဗျာအရွယ်ကောင်းလုံးလေးဆိုတော့လေနောက်ပြီးမိဘချင်းစာနာပြီးအရန်လည်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာအဲ့တဲ့များအားလုံးပြန်သွားတော့ရွှေဘော်မြတင်ပြီးပိုးဥသလိုမွေးထားတဲ့တဦးတည်သောသမီးဖြစ်သူမိသူရဲ့အသက်နဲ့ရင်းပြီးဝယ်ယူသလိုဖြစ်ခဲ့ရတဲ့နိုင်ရထက်ကပကြီးကားကြီးကိုသမီးကိုလွမ်းဆိုတရိယာချင်းများစွာနဲ့ငေးမောကြည့်ရှုနေမိအဲ့လိုကြည့်နေရင်ကဟေးဒါဘလို့ဖြစ်ရလဲဖေဟာနိုင်ရထက်မှာအိန္ဒြေရစွာနဲ့နေရာယူထားတဲ့ပကြီးကားလေးကမိမလာလေးရဲ့မျက်ဝန်းအိမ်တွေကမျက်ရည်တွေစီးကြနေပါလားတခုခုတော့မှားနေပြီလို့တွေးမိတယ်အမြင်အာရုံတွေများမှားနေတာလားမျက်လုံးများကိုပုတ်တက်ပြီးတည်တည်ချာချာကြည့်မိတယ်မကြသေးခင်ကမှမိနေတဲ့မျက်နှာဟာပြန်လည်ပြုံးပြနေပြန်တယ်ဟင်မျက်ရည်တွေမရှိတော့ပါလားကိုရဲစောရှင်ဘာလို့ကြည့်နေရတော့နောက်ကျောဘက်စီကအတန်ကြားလိုက်ရ၍လှည့်ကြည့်လိုက်ပြီးတော့ဇနီးဖြစ်သူဒေါ်သူစာသမီးဝယ်ထားတဲ့ပကြီးကားပုံတွေကမိန်းကလေးပုံမှာမျက်ရည်တွေကျနေတာတွေးလိုက်မိလို့အိုးမဖြစ်နိုင်တာတွေမပြောပါနဲ့ရှင်အခုချိန်မှာရှင်ရမ်းပင်ပန်းနေပြီသွားနားယူလိုက်ပါဦးဇနီးဖြစ်သူကပဲမယုံမကြည်ဖြစ်နေပြီမို့လို့ဦးရဲစောအနေနဲ့ဘာမှဆက်မငင်းချင်တော့မိမိရဲ့စာကြည့်ကန်းတဲ့ကိုသာခေါင်းကိုကုပ်ရင်းနဲ့ဝင်လာခဲ့တော့ထူးခြားမှုကိုမိမိတဦးတည်းကိုသာပြတဲ့ပကြီးကားကိုလည်းနားမလည်နိုင်တော့လူချစ်တိတ်ပြီးအိမ်သူအိမ်သားအားလုံးအိမ်မောကြနေကြချိန်ညအခါမှာကြားလိုက်ရတဲ့ခြေတံတဲတဲများကြောင့်အဲ့ဒီဆက်တဲ့ဒေါ်သူစာတယောက်အိမ်နေရင်ကနေအသာနားဆွနေလိုက်မိဟုတ်တယ်ခြေတံမှခြေတံစစ်အတိအကျပြောရလို့ရှိရင်မိန်းကလေးတဦးကရှောက်လန်းနေတဲ့ခြေတံမျိုးခြေတံကနူးညံ့သိမ်မွေ့လွန်းနေတယ်အဲ့ဒီနောက်သူမကဘေဘီဝဲရကိုအသာငဲ့စောင်းကြည့်ရင်အချင်းလေးကိုအကက်ခတ်စောင်းကြည့်နေလိုက်တယ်အခုတော့လေတိတ်ဆိတ်မှုသာစိုးမိုးနေပြီးဘာသာမှမကြားရပြန်ထို့စဉ်ဘေးချင်းရှင်လေးရဲ့တစ်ဖက်အခန်းစီကအမလေးကဲကြမအောင်တော့ဘာဖြစ်လို့လဲကြည့်မေတိုက်တွင်းအော်ဟစ်တန်ပြေးလွှားတန်အမောင်ထဲမှာထိုင်ခုံများကိုဝင်တိုက်မိ၍လဲပြိုတယ်မိခလုတ်ဖွင့်တန်မင်းမြတ်စကားဆိုတန်များနဲ့စူညံပွဲလို့ရိုက်သွားတယ်အတန်လာရမှာတူမဖြစ်သူရဲ့သတင်းစိုးကိုကြားကြားချင်းစိုးရင်ပူပန်စွာနဲ့တောင်ကြီးကနေရောက်ရှိလာတဲ့မေသူအတော်တဝမ်းခွဲတော်ဆက်သူအန်ဒီကြီးမေရဲ့တွန်းလို့ခြောက်ချားစွာနဲ့အော်ဟစ်လိုက်တဲ့အတန်ဖြစ်ပါတယ်ဒေါ်သူစာကညီမဖြစ်သူရဲ့အခန်းစီကိုကူးသွားတဲ့အချိန်မှာတော့အိမ်သားများအားလုံးလိုအိမ်မောကျနေတဲ့မေသူရဲ့တူမလေးသစင်ကလွဲလို့အန်ဒီကြီးမေကိုဝိုင်းဝန်းမေးမြန်းနေကြတယ်အိမ်ရှင်ဦးရဲစောကကြီးမေဘာဖြစ်လို့လဲဘာဖြစ်တာလဲဟိုအန်ဒီကြီးမေမှာမေးသမျှကိုတော်တော်နဲ့မဖြေနိုင်ရှာသေးပဲမျက်နှာနဲ့ခန္ဓာကိုအနှံ့ကနေချွေးသည်ချွေးပေါက်ကြီးများထွက်နေလေအသားများမှာတဆက်ဆက်တုံနေတယ်အတန်ကြာမှတရဲကြီးစပင်ဖားလျားကြီးနဲ့အခန်းထဲကိုဝင်လာတယ်အဲ့ဒီခါမှာတရဲကြောက်တက်တဲ့အိမ်ကူတော်တုတ်ကဟာဟုတ်လားကြီးမေကိုဘာလို့သွားသေးလဲငါခြေထောက်နှစ်ဖက်ကိုစုံကန်ပြီးတော့လေအဲ့ကန်เนี่ยပကြီးကားကြီးအနာကိုတရွတ်တိုက်ကြီးကိုဆွဲချသွားတယ်အမလေးဒေါ်သူစားနဲ့ဒေါ်တုတ်တို့မှာမိမသားများမို့လို့ကြိုင်တူလန့်អော်လိုက်ကြတယ်ပြီးတော့လေတရဲမပကြီးကားကြီးတဲ့ကိုဝင်ပြီးတော့ပြောက်ွယ်သွားတယ်ဒါဆိုဒေါ်ကြီးမေဟာအခန်းထဲကိုဘယ်လိုပြန်ရောက်နေရတာလဲဦးရဲစော်ကတွေ့ဆဆနဲ့ဝင်မေးလိုက်ခြင်းဖြစ်ပါတယ်။အော်ဒါကကျမရဲ့ခန္ဓာကိုဆွဲချသွားတာမှမဟုတ်တာ။ဗျာနားရှုပ်သွားပြီဗျာ။ဒါဖြင့်ဒါဒီလိုပါကျမရဲ့ဝိညာဉ်ကိုသူ့ရဲ့ဝိညာဉ်ကဆွဲချသွားတာပါ။ခန္ဓာကိုယ်ကြီးကတော့ကတင်ပေါ်မှာပဲကြံခဲ့တာပေါ့။ပြီးကယ်တွေအမြင်တမ်းသလိုမျိုးပါသွားတာပါ။
ဥပမာပြောရရင်ထမင်းလုံးတစ်စင်6လိုက်တယ်လို့ပဲငိမ့်ခနဲ့ဖြစ်ပြီးတော့ပါသွားတာနောက်မှကျမသတိဝင်လာပြီးဖျားစာရုပ်လိုက်လို့ထွက်ပြေးသွားတာပါမှတ်ချက်အဲ့လိုကရင်ဘော်ကဆွဲချခံရခြင်းမျိုးလွန်ခဲ့တဲ့နှစ်နေငယ်ကအိန္ဒိယကိုဗုဒ္ဓဂယာဖျားဖူးသွားရင်နယူးဒေလီဟိုတယ်မှာတဲခိုစဉ်ကျွန်တော်ကိုယ်တိုင်တဲထိတ်ရင်ဖို့ကြုံတွေ့ခဲ့ရပါတယ်စာရေးသူဒေါ်ကြီးမေရဲ့စကားကြောင့်အိမ်သားအလုံးဖျားတမိသွားကြတယ်တဦးနဲ့တဦးလဲပို့ပြီးတော့ပုတ်ကတ်မိသွားကြတယ်အဲ့ဒီခါမှာအမေသမီးကြောက်တယ်အခန်းထဲကိုငိုကြိုပြီးတော့ပြေးဝင်လာသူကဒေါ်ကြီးမေရဲ့သမီးဖြစ်သူသဇင်ဖြစ်ပါတယ်မိခင်ဖြစ်သူကိုတစုံတရာကိုကြောက်ရွံ့နေဟန်နဲ့ဖက်တွယ်ထားရင်းကနေငိုနေတယ်ဒေါ်သူစာကသမီးလေဘာဖြစ်လို့လဲဟင်သမီးအဲ့ဒီခါမှာသဇင်ကနောက်ကျောမလုံဟန်နဲ့မြက်ကလေးဆံပြာနဲ့အခန်းပတ်ချလေးကိုဝဲကြည့်ရှုရင်းနဲ့အန်ဒီလေးကိုတွေ့လိုက်ရလို့အိုးဘယ်နေရာမှာတွေ့လိုက်တာလဲသမီးလည်းလေအမေကြီးတို့အတန်တွေကြားလို့လန့်လို့လာလားပြီးတော့သမီးရဲ့အခန်းကနေအမေကြီးတို့အခန်းဘက်စီကူအလားကြောင်လင်လေကအတက်အဆင်းကွင်းနားမှာအန်ဒီလေးကိုတွေ့လိုက်ရတာဒါဆိုလားသမီးအမေတို့သွားကြည့်ကြရအောင်အိမ်သားများအားလုံးတဦးလက်ကိုတဦးဆွဲပြီးတော့တရေမကိုတွေ့လိုက်ရတယ်ဆိုတဲ့ကြောင်လင်လေကားရှိရာကိုသွားရောက်ကြည့်ရှုကြတော့တရေနဲ့တူတဲ့အရေးအယံကိုမှမတွေ့ရပါမမြင်ရပါဒါကြောင့်တရေမနဲ့ရင်ဆိုင်တွေ့လိုက်ကြရတယ်ဆိုတဲ့ဒေါ်ကြီးမင်းနဲ့သမီးဖြစ်သူသဇင်တို့ရဲ့စကားကိုကြံလူများကဒွိဟာစိမ့်နဲ့တန်တရားဝင်နေကြတယ်သို့တော့အဲ့ဒီတန်တရားတို့ကြာရှည်မခံပါအိမ်နောက်ဖေးမှာရှိတဲ့ထမင်းစားကန်းစီကတုံတဝုံဆိုတဲ့ကလထိုင်များကိုဆွဲယူတဲ့ခုံချုပ်လဲပြိုကြတဲ့တို့တိတိတသာစူညံစွာထွက်ပေါ်လာတဲ့အခါမှာအိမ်သားအလုံးမျက်စိမျက်နှာပြတ်သွားကြတော့တယ်အဲဒီနောက်တဦးလက်ကိုတဦးကရခင်ကထက်ပုံမတင်းကျပ်စွာဆုပ်ကင်ထားမိကြရင်ထမင်းစားကန်းစီကိုအလုံးချစ်တက်ပြီးကြည့်ရှုကြတဲ့အခါမှာဟာဟိုမှာဟဲ့စပင်ဖားလျားချထားတဲ့မိန်းကလေးတယောက်မိဘကြောင့်အပေါက်ကနေအိမ်ပြင်ကိုထွက်ပြေးသွားတယ်ဟာဟုတ်တယ်ဟိအမလေးတရေတော့နာနာဘဝပရလောကတို့မယုံကြည်သူများအားလုံးတရေမနဲ့နဖူးတွေ့ဒူးတွေ့ပပင်းတွေ့မိကြတဲ့အခါမှာအာမေဒိတ်တန်များစူညံသွားကြရတော့တယ်အဆိုးဆုံးကတောင်ကြီးကဒေါ်ကြီးမိပါမနက်မိုးလင်းတာနဲ့ခီးဆောင်အိတ်ကတစ်ဖက်သဇင်ကိုတစ်ဖက်လက်ကဆွဲပြီးနေရဇာတိတောင်ကြီးမြို့ကိုချက်ချင်းပြန်သွားလေတယ်မှတ်ချက်ဒီဖြစ်ရများဖြစ်ပေါ်နေချိန်ကွယ်လွန်အလိဆာရောက်နေရှာသူမေသူမှာ9ရက်ရှိပြီဖြစ်ပါတယ်မေမိန်းလေးတူရဲ့ခေါ်တန်းကြောင့်ဒေါ်သူစာလှည့်ကြည့်လိုက်မိတယ်အိုးသမီးမေသူပါလားသမီးကိုဒေါ်သူစာတေးသေးချာချာကြည့်လိုက်မိတော့သမီးလေးရဲ့မျက်နှာဟာတခုခုကိုပြောပြခြင်းနေတဲ့အကြောင်းဖြော့တော့ညှိုးငယ်နေတယ်ကိုရီးယားဆွဲသားအင်ဂျီစီကွန်းပါမော်ဒယ်စင်းရောင်နဲ့မီနီစကတ်တို့လိန်မော်ရောင်ကိုဝတ်ဆင်ထားတယ်သို့တော့အဝတ်စားများမှာစွန့်ထင်းနေတဲ့သွေးကွက်အချို့တွေ့ရှိရတယ်။အော်သမီးဟာ6လက်မအမြင့်ရှိတဲ့အနီရောင်တောင်းမြဖက်နှက်ကိုလည်းစီးထားသေးတယ်။အဲဒီနောက်ရွှင်လန်းပုံမရတဲ့သမီးကဒေါ်သူသာရှိရာကိုတလန်းချင်းလှမ်းလာရင်းနဲ့သမီးမမေ့စီကိုပြန်လာခြင်းနဲ့လာခြင်းလားများသမီးရဲ့လာပေါ့အရင်တုန်းကလာခြင်းလာလို့ရပါမယ်အခုတော့မရတော့ဘူးမေရဲ့ဟင်ဘာဖြစ်လို့လဲသမီးရဲ့သမီးနဲ့အမေပြောလေသမီးရဲ့ဘာဖြစ်လို့လဲသမီးနဲ့အမေဘဝချားနေပြီမေရဲ့အိုးဟုတ်တယ်အမေသမီးကလေတေဂာနီအချိန်မှာပကြီးကားကိုဆွဲလန်းစိမ့်နဲ့ပရလောကဘုံကိုရောက်နေတာဒါကြောင့်9ရက်ပြည့်လို့ဆုံးသွတ်တာတော့မှသမီးမကြွတာပေါ့ဖြစ်မှဖြစ်ရလေသမီးရဲ့နောက်ပြီးသမီးတို့ဝိညာဉ်ဘုံသားတွေရဲ့ဘဝကအယံကိုအနေဆင်းရဲအစာဆင်းရဲတဲ့အမေအစာထွက်ရှာတာတော့အချိန်နဲ့ထွက်ရတာညတနာကြီးကနေမနက်3နာရီထိထွက်ခွင့်ရတာလေအခုဆိုမနက်3နာရီကျော်တော့မှမို့လို့သမီးနေလို့မရတော့ဘူးသွားတော့မယ်ဘယ်ကိုသွားမှာလဲသမီးရဲ့ဒီလိုပါသမီးတို့ဝိညာဉ်ပုံမှာလဲလူတွေလိုပဲအစင်စင်အုပ်ချုပ်တဲ့သူတွေရှိပါတယ်ဆောင်းရန်ရှောင်းရန်
စီကံချက်တွေလည်းရှိပါတယ်ဥပမာမလိုအပ်ပဲကိုထင်မပြရအောင်သတ်မှတ်ထားတဲ့ပိုင်နဲ့နယ်မြေထက်ကိုမကျော်သွားရအောင်ဒီနေရာမှာကိုထင်ပြတာကိုတချို့က6လန့်တယ်လို့လည်းအထင်လွဲတတ်ကြတယ်အမှန်ကဒီအချက်တွေနဲ့ညီမှကိုထင်ပြရတာပါ1အမြတမ်းလိုချင်တဲ့အခါ2ခင်သူတွေကိုတတိပေးနှုတ်ဆက်ခြင်းတဲ့အခါ3လိပ်ပြလှသူတွေသို့မဟုတ်ကုညီခြင်းစိတ်မေတ္တာစေတနာဂရုဏာရှိသူတွေကိုအကူအညီတောင်းလိုတဲ့အခါ4မိမိတို့ရဲ့ဘဝဆိုးကိုလူပုံကခင်သူများသိစေခြင်းတဲ့အခါမျိုးတွေမှာကိုထင်ပြပါတယ်ဒါပေမဲ့နံပါတ်5အချက်မှာတော့လူတွေအများဆုံးထင်နေကြတဲ့6လန့်တာမျိုးကိုမလွဲမရှောင်သာလို့လုပ်ရပါတယ်လောဘဒေါသမောဟစိတ်တွေဖုံးလွှမ်းနေတဲ့သူတွေကိုဆုံးမတဲ့အနေနဲ့ကြောက်မက်ဖွယ်အစင်းတန်နဲ့ကိုထင်ပြ6လန့်ရပါတယ်ကဲမမေမနက်မိုးလင်းခါနေပြီဆိုတော့သမီးဒီမှာအကြာကြီးနေလို့မရတော့သမီးကိုအုပ်ချုပ်တဲ့နှစ်တရာတက်တန်းရှိတဲ့စီနီယာတစီကြီးကခေါ်နေပြီသူတို့ကတခါတလေမထင်ရင်မထင်တယ်လို့သမီးကိုရိုက်နှက်တတ်ကြသေးတယ်အိုးသမီးလေးကသွားတော့မလို့လားအမေသမီးကိုချစ်လို့ရှင်ဒီဘဝဇိုးကြီးတဲကသမီးကိုလွတ်မြောက်စေခြင်းသမီးလူဘဝတုန်းကအမျက်တုံးနဲ့ဝယ်ပြီးသိမ်းဆီးထားတဲ့ပကြီးကားကိုမိရှုဖျက်ဆီးလိုက်ပါအမေရဲ့ကဲသမီးသွားတော့မယ်နှုတ်ဆက်ခဲ့ပါလေသမီးဒေါ်သူစားအိမ်မက်ဆိုးကနေလန့်နိုးလာခဲ့ဆောင်းတွင်ကာလညချမ်းမျိုးမှာပဲခန္ဓာကိုယ်နဲ့ဇောချွေးများနဲ့ရွှဲနေပါတယ်အိမ်မက်ထဲကသမီးလေးရဲ့ရုပ်ပုံကိုယခုတည်းမြင်အောင်နေစေသမီးလေးရဲ့အတန်ကိုကြားအောင်နေစေမိမိဘာလို့ရမလဲနောက်ဆုံးချေရတယ်တူဒီသောသမီးလေးအတွက်ဆုံးဖြတ်ချက်တစ်ခုကိုပြက်သားချလိုက်တော့တယ်အဲ့ဒါကတော့နနက်မိုးလင်းတာနဲ့သမီးဖြစ်သူမေသူနဲ့ရုပ်ချင်းခွဲမရအောင်တူလာတဲ့မင်္ဂလေးပုံပကြီးကားသို့မဟုတ်မေသူရဲ့ဝိညာဉ်ဝင်ရောက်ပူးကတ်နေတဲ့ပကြီးကားကြီးကိုမိရှို့ပြီးဖျက်ဆီးပစ်လိုက်ပါတော့တယ်အဲ့ဒီချိန်ကစပြီးဒေါ်သူစားတို့အင်ဂျီအတွင်းမှာသတိပေး6လန့်နေမှုများပကြီးကားတွေကအမျိုးသမီးရုပ်ပုံဟာမကြာခဏဆိုသလိုအမူအရာအမျိုးမျိုးပြောင်းလဲနေခြင်းရုပ်ပုံရဲ့မျက်ဝန်းအိမ်ထဲကမျက်ရည်များစီးကျနေခြင်းမေသူရဲ့လူမနေတဲ့အိတ်ခမ်းတွင်းကတကားဖွင့်ပိတ်တံများလမ်းလျှောက်တံများထိုင်ကုန်းကိုတွန်းရွှေ့တံများငိုးရှိုက်တံများတောက်ခောက်တံများအခမ်းမီကလုတ်ဖွင့်ပိတ်တံများရေချိုးကန်အိမ်သားတို့ကရေကြတံများဖန်ခွက်ကြားကွဲတံများစသည်တို့ရပ်တန့်သွားတော့တယ်နောက်တနေ့ညမှာတော့ဒေါ်သူစားကိုမေသူကအိမ်မက်ပေးလာပြန်ဒီမှာတော့ရခင်ညကအိမ်မက်ထဲကလိုမျိုးညှိုးငယ်ပြီးတော့နွမ်းလေးရနေတဲ့အမူအရာမဟုတ်တော့ပျော်ရွှင်မြူးထုနေတဲ့ဟန်နဲ့မေအခုဆိုရင်လေသမီးဆွဲလန်းစိမ့်နဲ့မိတွေ့ရပကြီးကားလည်းမရှိတော့ဘူးဆိုတော့အရန်ကိုလွတ်လပ်ပေါ်ပါသွားပြီသမီးကိုဖိနှိပ်ချုပ်ချယ်ထားကြတဲ့သမီးအထက်ကတစင်တစ်ပတ်ကြီးတွေကလည်းလေအခုဆိုရင်သမီးကိုအမိန်ပေးမခိုင်းစေနိုင်တော့နိုင်ထက်စီနဲ့ကြီးနိုင်ငံချင်းတွေမလုံနိုင်ကြတော့အဲ့ဒါအမေတို့သမီးအတွက်ဖုန်ကြီးဆွန်ကျွေးအလူပြုလုပ်ပေးကြတဲ့ကုသိုလ်ကောင်းမှုတွေကိုသမီးကအချိန်မီသားတု3ချိန်ခေါ်လိုက်မိတဲ့အစွမ်းတွေကြောင့်ပေါ့။အော်ဟုတ်လားကြားရတာဝမ်းသာလိုက်တာသမီးရဲ့။ဒါနဲ့သမီးအမေတို့စီမှာပြန်ဝင်စားလို့မရဘူးလားသမီးရဲ့။သမီးပဲပြောဘူးတယ်လေ။အမေတို့စီပြန်လာခြင်းနဲ့ဆိုပြန်တော့လာခြင်းတာပေါ့မေရဲ့။ဒါပေမဲ့မေကအခုအသက်50ကျော်နေပြီဆိုတော့လူအဖြစ်ပြန်ဝင်စားလို့မရတော့မေရဲ့။နောက်ပြီးတခြားကိုယ်နဲ့မသိတဲ့သူတွေရဲ့ဝမ်းထဲမှာလဲသမီးပြန်မဝင်စားခြင်းဘူးအမေ။ဒါဆိုသမီးနဲ့အမေပြန်မတွေ့ရတော့ဘူးပေါ့နော်အဲ့ဒီခါမှာမေသူကဝမ်းလဲတန်ဆွတ်နေတဲ့အတန်နဲ့မေရဲ့လူဘဝဆိုတာဒီလိုပါပဲမရေမတွက်နိုင်တဲ့ဘဝတန်တရားတစ်လျှောက်မှာလူတိုင်းဟာအမေဖြစ်လိုက်သမီးဖြစ်လိုက်အဖေဖြစ်လိုက်သားဖြစ်လိုက်နဲ့လူအဖြစ်ပြန်ဝင်စားကြဘူးသူတွေကြီးပါပဲသမီးကတော့လေအခုချိန်မှာငိုလိုက်ရှိလိုက်နှိမ့်လိုက်မြင်လိုက်နဲ့လူလောကဇက်ခုံကြီးကိုညှင်းငွေသွားပါပြီတရားနဲ့ပဲဖြေလိုက်ပါတော့မေရဲ့အခုဆိုရင်သမီးကလူဘဝတုန်းကဝါတွင်းကာလလမ်းထဲမှာစီတန်းပြီးတော့ကြွလာကြတဲ့တန်ဃာတော်တွေကိုထွက်ပြီးဆုံးလောင်းမှုတဲ့အကျိုးကြောင့်သမီးကိုနတ်ဘုံကနတ်ပန်းရထားကလာခေါ်နေပြီ
မေမေရဲ့မေမေဖေဖေနဲ့ကြံလူတွေကိုအားလုံးကိုသမီးဒီနေရာကနေပဲနှုတ်ဆက်ခဲ့ပါတယ်နော်အဲ့လိုပြောပြီးမေသူရဲ့ပုံရိပ်ဟာမြူးနှင်းများတဲ့ပွဲတဖြည်းဖြည်းဝေဝါးပြီးတော့ပျောက်ကွယ်သွားတဲ့အိမ်မက်ဟာဒေါ်သူစာအတွက်မေသူနဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ပါတော့တယ်ကိုစောတတိမဲ့ channel ကနေပရိသတ်တွေအတွက်ဒီတစ်ခါမှတင်ဆက်ပေးခဲ့တဲ့ဇာတ်လေးကတော့စာရေးသူစိုးမိုးနိုင်ရေးသားထားတဲ့ထူးဆန်းသောပကြီးကားလို့အမည်ရတယ်စိတ်ဝင်စားဖွယ်ရာပရာလောကဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခါမှလည်းဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျပရိသတ်များလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့ဆန္ဒနဲ့ဘဝတွေထထူးကြနိုင်ကြပါစေခင်ဗျာ